မင်္ဂလာပါဒီနေ့ conditional formatting ဆိုတဲ့သင်ခန်းစာလေးကိုတောင်းမယ်ပေါ့နော်အဲ့တော့သူကစာမျက်နှာနံပါတ်12မှာရှိရယ်နော်အဲ့တော့မတို့ဒီထိကတော့ပြီးသွားပြီနော် percentage အထိကတော့ပြီးသွားပြီအဲ့တော့မတို့ဒီconditional formatting ကကြတော့သူကသူ့ရဲ့လုပ်ဆောင်ချက်ပေါ့နော်သူကအဲ့တော့သူဘာလုပ်ပေးတာလဲဆိုတော့သူကကြတော့ဒီ rule တစ်ခုကိုဖွဲ့စည်းထားပြီးတော့မှအဲ့ rule နဲ့ကိုက်ညီတယ်ပေါ့နော်ကိုက်ညီတဲ့အရာကိုသူကပြင်ဆင်ပေးတာပေါ့အဲ့ format ကိုလုပ်ပေးတာပေါ့နော်အဲ့တော့ဒီမှာလည်းရေးပေးထားတယ် cell တွေရဲ့ဒီတန်မိုးတွေကိုပေါ့နော်အခြေအနေတစ်ခုနဲ့ကိုက်ညီမှုရှိမရှိကိုစစ်ဆေးပြီးတော့မှကိုကဒီကိုသတ်မှတ်ထားတဲ့ပုံစံအတိုင်းကို format ပြောင်းပြီးတော့မှလုပ်ဆောင်ပေးလို့ရတယ်အဲ့တော့သူကဘာတွေလုပ်လို့ရလဲဆိုရင်မတို့အယောင်နဲ့ခွဲခြားပြီးတော့လည်းသတ်မှတ်လို့ရတယ်ပြီးရင်မတို့ data bar ပေါ့နော်အယောင်လေးတွေကို data bar နဲ့လည်းဖော်ပြပေးလို့ရတယ်ပြီးရင် icon ပုံစံလေးတွေနဲ့လည်းအသုံးပြုလို့ရတယ်ဒီ color scale တွေနဲ့ပေါ့နော်အဲ့လိုမျိုးတွေသုံးလို့ရတယ်အဲ့တော့လက်တွေ့လေးသုံးကြည့်မယ်ပေါ့အဲ့တော့ကိုကနောက်ထပ်ပေါ့နော်ဒီexercise လုပ်တဲ့တဲမှာမဟုတ်ဘဲနဲ့တခြားလေ့ကျင့်နေတဲ့ကိုစမ်းနေတဲ့အိတ်ကျဲထဲမှာပဲเนาะအဲ့ဒီ file ထဲမှာပဲနောက်ထပ် sheet အသစ်ကိုယူမယ်ပြီးရင် sheet နာမည်လေးကိုကြတော့ conditional formatting ဆိုပြီးတော့မှနာမည်လေးပေးလိုက်မယ်ရမယ်เนาะအဲ့တော့အခုဘာလုပ်မလဲဆိုတော့ဥပမာမတို့ဒီမှာဆိုလို့ရှိရင်သူကဒီကျောင်းသားတွေရဲ့အမှတ်စရင်းတွေပေါ့နော်ကျောင်းသားတွေရဲ့အမှတ်စရင်းတွေနဲ့ပတ်သက်ပြီးတော့မှမတို့အယောင်လေးတွေနဲ့ခွဲခြားပြီးတော့မှကိုကသတ်မှတ်ခြင်းတယ် color scale ကိုသုံးပေါ့နော်ဒီအယောင်လေးတွေနဲ့ဘလောက်အထက်ဆိုလို့ရှိရင်ဥပမာကိုကအမှတ်50နဲ့အထက်ဆိုလို့ရှိရင်အယောင်လေးတွေပြခြင်းတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကြားတဲ့သူတွေအနေနဲ့ကိုသတ်မှတ်မယ်ဥပမာ40အောက်တွေဆိုလို့ရှိရင်အယောင်နဲ့သတ်မှတ်မယ်ဒါဆိုလို့ရှိရင်သိကြတယ်ကိုက40အောက်မှာအယောင်နဲ့သတ်မှတ်လိုက်ပြီဆိုရင်ကိုသိသွားပြီဒီကောင်းနေသည်ကြားတဲ့သူတွေပေါ့အဲ့လိုမျိုးပေါ့နော်ဥပမာစာသားကိုလည်းကိုကအယောင်တွေပိုင်းနဲ့သုံးလို့ရတယ်နော်ဟုတ်ပြီအဲ့တော့စာအုပ်လေးနဲ့တွဲပြီးတော့ကြည့်နော်အဲ့တော့ तू ကဘာမှရှိလဲဆိုရင်မတို့ home tab ရဲ့ conditional formatting ဆိုတာလေးရှိရယ်အဲ့တော့ home tab ထဲမှာပဲနော် home tab ရဲ့ဒီမှာ style group လေးမှာ conditional formatting ဆိုတာလေးရှိရယ်ဒီမှာ तू က highlight cell တွေ top bottom တွေเนาะ data bar တွေ color scale တွေ icon set တွေဆိုပြီးတော့မှကိုလိုချင်တဲ့ကိုအသုံးပြုလို့တဲ့အတိုင်းကိုသတ်မှတ်လို့ရတယ်ပေါ့ရမယ်เนาะဟုတ်ပြီအဲ့တော့စာအုပ်လေးနဲ့တွဲပြီးတော့ကြည့်เนาะအကျင့်လေးပါပြီးတော့ကိုမှတ်မိသွားအောင်လို့ပေါ့ကိုဒီတိုင်းကြီးပဲအလွတ်လိုက်စမ်းနေတဲ့အခါကြလို့ရှိရင်သူ့ရဲ့လောက်ရတဲ့အဆင့်ဆင့်လေးတွေကိုမသိမှဆိုလို့เนาะအဲ့တော့ပထမဆုံးအယောင်နဲ့ခွဲခြားသတ်မှတ်ခြင်းဆိုတဲ့ဟာလေးကိုအရင်စမ်းမယ်အဲ့တော့ဥပမာကိုကထားပါတော့ခုနကတော့ကဒီအမှတ်တွေအများကြီးတွေကနေပြီးတော့မှเนาะ50ထက်ကြီးတဲ့တန်မိုးတွေကိုအစိမ်းရောင်နဲ့ပြခြင်းတယ်အစိမ်းရောင်ကရွေးလို့ရတယ်เนาะဒါအစိမ်းရောင်ဆိုပြီးတော့ဥပမာပြောလိုက်တာအစိမ်းရောင်သုံးခြင်းနဲ့အဝါရောင်သုံးခြင်းနဲ့ထားပါတော့အနီရောင်သုံးခြင်းနဲ့သတ်မှတ်လို့ရတယ်ပေါ့ရမယ်เนาะအဲ့တော့ဒီကိုကစမ်းတဲ့အခါမှာတော့ data လေးကိုရိုက်ထားရအောင်เนาะ data လေးကိုတော့ရိုက်ထားdata လေးရင်ကြိုရိုက်ထားလိုက်ပေါ့ဒီမှာလေးပြပေးထားတယ်เนาะရတယ်ဒီကောင်လေးဒီ data လေးကိုအရင်ရိုက်ထားလိုက်ရိုက်ပြီးတော့မှလိုက်စမ်းပေါ့เนาะဒါလေးကိုရိုက်လိုက်အောင်ရိုက်ပြီးတော့မှစမ်းမှရမယ်เนาะကိုကတခြားဟာတွေတခြားကိန်းကနန်းလေးတွေနဲ့အရင်စမ်းကျင်နေဆိုရင်လည်းစမ်းလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်အခုဒီကောင်လေးပေါ့เนาะဒါကတော့ခုနကတော့ပြထားတဲ့ဟာပါပဲဒါနမူနာလေးပြပေးရဆိုတော့เนาะဒီလို format လေးနဲ့ကိုကသုံးလို့လည်းရတယ်အဲ့တော့ data လေးကိုရင်ရိုက်ပြီးတော့မှစမ်းเนาะအဲ့တော့အရင်ဆုံးမတို့ဘာလုပ်မလဲဆိုရင်ဒီအယောင်နဲ့ခွဲခြားသတ်မှတ်ခြင်းဆိုတဲ့အကြောင်းအရာကိုအရင်သုံးမယ်အဲ့တော့သူကကြတော့အခုပြောထားတာက50အထက်เนาะ50အထက်ကြီးတဲ့အရာပေါ့50အထက်ကြီးတဲ့အမှတ်တွေကိုတဲ့เนาะအစိမ်းရောင်လေးနဲ့ပြပေးတဲ့ဘယ်လောက်ထက်လဲဆိုတော့50အထက်လို့သတ်မှတ်လိုက်တယ်50အထက်ဒါမှမဟုတ်လို့ရှိရင်လည်း40အောက်အဲ့လိုမျိုးပေါ့เนาะကိုကသတ်မှတ်လို့ရတယ်အဲ့ဆိုရင်အခုပြောတဲ့ home ရဲ့ conditional formatting မှာ highlight cell ကနေပြီးတော့သူကသုံးပေးရမယ်highlight ဆင်းကနေသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့လက်တွေ့လေးသုံးကြည့်မယ်အဲ့တော့အခုမရုစီမာကဒီចောင်းသားတစ်ကနေပြီးတော့မှထားပါတော့12ယောက်ရှိရပေါ့12ယောက်မှာဘာသာရဲ့6ခုရှိရပေါ့နော်ဘာသာရဲ့6ခုရှိရအဲ့တော့အဲ့တဲမှာမှကိုလို့ချင်တဲ့အရာကိုတော့ယူရမယ်ဥပမာကိုကမြန်မာစာဘာသာရက်ကိုပဲသိကျင်နေဆိုရင်တော့မြန်မာ column မှာရှိနေတဲ့ဒီ data တွေကိုပဲယူရေးပေါ့ရမယ်နော်အကယ်၍ကိုဒီတင်ချာနဲ့ပတ်သက်တဲ့အရာတွေကိုပဲသိကျင်နေဆိုရင်ဒီကောင်းတွေကိုပဲရွေးပေါ့ဒါကတော့ကိုယ့်ပေါ်မှာမူတည်ရနော်ကိုလို့ချင်တဲ့ဟိုဟာကိုရွေးပေးရမယ်အဲ့တော့မဟုတ်ဘူးအားလုံး
ကျောင်းသား12ယောက်လုံးရဲ့ဘာသာရပ်အားလုံးကိုသုံးကျင်နေပေါ့နော်ဒါဆိုရင်တော့ကျောင်းသား12ယောက်လုံးရဲ့ data တွေအားလုံးကိုရွေးပေးရမယ်အဲ့တော့မဆိုင်တာတွေကိုတော့မရွေးနဲ့ကိုဒီအမှတ်တွေကိုပဲအသုံးပြုမှာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ပဲကိုလိုချင်တဲ့အထီလေးကိုရွေးပေးရမယ်ရမလားရမယ်နော်ဒီထီလေးကိုရွေးလိုက်တယ်ပေါ့ဟုတ်ပြီပြီးရင်မတို့ဒီ home ရဲ့ style group မှာဒီ condition နဲ့ formatting ဆိုတာလေးရှိတယ်ဒီလေးကိုတစ်ချက်နေပြီးတော့သွားလိုက်မယ်သွားလိုက်တော့အခုမတို့ပထမဆုံးမြင်နေရတဲ့ highlight cell ကနေအရင်စမ်းမယ်နော် highlight cell ကနေစမ်းမယ်ဘာလို့ဆိုတော့တစ်ခုချင်းစီလေးပြောပြရအောင်အဲ့တော့ highlight cell ကိုသွားလိုက်တော့မတို့ဒီမှာgreater than ရှိတယ်နော်ဘယ်လောက်အထက်ဒါဆိုလို့ရှိရင်လည်း greater than ပေါ့ဘယ်လောက်အောက်ဒါဆိုရင်တော့ less than နဲ့သုံးမယ်တဲ့ပြီးတွင်းရကြတော့သူကဘယ်လောက်နဲ့ဘယ်လောက်ကြားပေါ့ဥပမာကိုသုံးချင်တာကဘယ်လိုလဲမတို့ထားပါတော့60ကနေပြီးတော့မှ100အတွင်းပေါ့60ကနေ100အတွင်းတွေကိုပဲသတ်မှတ်ခြင်းတယ်ဒါမှမဟုတ်လေ60ကနေပြီးတော့မှ80အတွင်းအမှတ်တွေကိုပဲကိုသတ်မှတ်ခြင်းတယ်အဲ့ဒါဆိုရင်တော့ပြီးတွင်းနဲ့သုံးပေါ့အဲ့တော့ equal to ကကြတော့ဘယ်လောက်နဲ့ညီတယ်ဥပမာ90နဲ့ညီတဲ့သူတွေပဲ50သမားတွေကြီးပဲဒါဆိုရင်တော့သူက50သမားတွေကိုပဲမပိုင်ရင်တော့မပြပေးဘူးပါရင်ပြပေးလိမ့်မယ်ရမယ်နော်အကယ်ကိုဒီစာသားကိုသုံးကျင်နေဆိုလို့ရှိရင် test ကနေသုံးပြရမယ်အဲ့တော့ txt test ဆိုတာကြတော့သူကစာသားကိုပြောတာရမယ်နော်အဲ့တော့မတို့ရှိပါတယ်ဒါပေမဲ့မတို့ဒါတွေကတော့ဒီအပေါ်ပိုင်းလေးတွေကတော့အသုံးကြတယ်ပေါ့နော်ဒီအပေါ်ပိုင်းလေးတွေကတော့အသုံးများတယ်အဲ့တော့မတို့ greater than လေးကိုအရင်သုံးလိုက်မယ်ပေါ့နော် greater than လေးကိုသုံးလိုက်မယ်သုံးလိုက်တဲ့အခါမှာသုံးချင်းမှာတော့သူကဒီနေရာမှာသူ့ဘာသာသူ default ပေါ့နော်ကိန်းဂဏန်းတစ်ခုကတော့ပါနေလိမ့်မယ်ဒါအမတို့ကိုယ့်အကူပြင်ပေးမယ်အဲ့တော့ဒီမှာခဲရောင်ကျဲလေးဖြစ်နေတဲ့နေရာမှာအမတို့ကိုကဘယ်လောက်သုံးကျင်တာလဲအဲ့တော့50အထက်သမားတွေပေါ့နော်50အထက်သမားတွေအယောင်ချဲ့ခြင်းတယ်ဒါဆိုရင်လက်ကနေသူက50အထက်ဆိုလို့ရှိရင်သူက greater than လို့ပဲပြောထားတာဖြစ်တဲ့အတွက်50ဆိုရင်တော့အယောင်မချဲ့ပေးသေးဘူးနော်50အထက်လို့ပြောတဲ့အတွက်51ကနေပြီးတော့ပဲစပြီးတော့သူကပြပေးမှာအကယ်၍ကိုက greater than ဆိုတဲ့သင်္ကေတဖြစ်နေတဲ့အတွက်50ကနေစပြီးတော့မှသုံးကျင်နေဆိုရင်တော့50ရဲ့အောက်မှာတစ်ထစ်လျှော့လိုက်တော့ဘယ်လောက်လဲ49ပေါ့နော်49ကနေစသုံးဒါဆိုရင်တော့49ကနေစသုံးလိုက်လို့ရှိရင်တော့50ဆိုတဲ့ကိန်းဂဏန်းကနေစပြီးတော့သူကအယောင်ချဲ့သားမှုကိုပြပေးမှာအကယ်၍ကိုကဒီနေရာမှာ50လို့ပဲရိုက်တယ်ဆိုရင်သူဒီ greater than ဆိုတဲ့အရာဖြစ်နေတဲ့အတွက်51ကနေပြီးတော့ပဲသူကစပြီးတော့အယောင်ချဲ့သားမှုကိုပြပေးမှာပေါ့ရမယ်နော်အဲ့တော့မတို့အခုကတော့50အထက်ကနေပဲသွားမှာမို့လို့50လို့ရိုက်လိုက်တယ်ပြီးရင်အမတို့ဒီနေရာမှာအယောင်လေးတွေသုံးလို့ရတယ်เนาะအယောင်လေးသုံးလို့ရတယ်အဲ့တော့ဒီမှာဆိုရင်အနီရောင်ဒီမှာဆိုရင်အဝါရောင်လေးသုံးလို့ရတယ်เนาะဒီမှာကိုသုံးကြည့်ပေါ့เนาะဒီလိုတွေသုံးလို့ရတယ်ဒါကတော့ तू ကစာသားကိုပဲသုံးတာဆိုတော့တိတ်တော့မမြင်ရအောင်เนาะအကယ်ကိုစိတ်ကြိုက်အယောင်သုံးချင်သေးတယ်ဒါဆိုရင်တော့အမတို့ custom format ထဲထိကိုဝင်လို့ရတယ်ပေါ့เนาะဒီကနေပြီးတော့လည်းအသုံးပြုလို့ရတယ်ရမယ်နော်အဲ့တော့ကိုကတော့မတို့အဲ့အလှဆင်နဲ့အဲ့ပိုင်းကြီးကတော့အရင်ကြီးမသုံးတော့ပါဘူးဘာလို့ဆိုတော့ဒီရဲ့အိတ်စင်းမှာကျတော့အဓိကဒီစင်းစရာတွက်ချက်မှုဖြစ်တဲ့ဒီလိုအရာလေးတွေကိုထင်သာမြင်သာရှိအောင်သုံးတာဖြစ်တဲ့အတွက်အယောင်ချဲ့သားမှုကတော့အများကြီးမသုံးတော့ဘူးเนาะအဲ့တော့အခုကတော့အယောင်လေးကိုအစိမ်းရောင်လေးသုံးလိုက်မယ်โอเคလေးနှိပ်လိုက်ဒါဆိုရင်သိကြတယ်အယောင်ချဲ့ထားသမျှအရာတွေအားလုံးဒီ50အထက်ကနေစပြီးတော့မှအယောင်ချဲ့သားမှုကိုသူကပြပြီးတာပေါ့နော်51ကနေစပြီးတော့အယောင်ချဲတွေပဲထားလိုက်ပါတော့ဒါဆိုရင်ရမလားရမယ်နော်အဲ့တော့မတို့ကဒီကောင်လေးတွေပေါ့နော်ဒီအယောင်ချဲထားတာလေးကိုပြန်ပြီးတော့မှဖြုတ်ချင်နေဆိုရင် select ပြန်မှတ်လိုက်မယ်အဲ့တော့ select ပြန်မှတ်ပြီးသွားရင်ဒီကိုပြန်သွားပြီးတော့မှအောက်နားလေးမှာ clear rule ဆိုတာလေးရှိတယ်အဲ့ဒီမှာ clear rule select save ဆိုတဲ့ဟာလေးကိုရွေးလိုက်ပေါ့ဒါဆိုရင်တော့ပျောက်သွားလိမ့်မယ်ရမယ်နော်ဟုတ်ပြီအဲ့တော့အကယ်၍အမတို့ less than လေးသုံးကြည့်လိုက်မယ်အဲ့တော့ဒီမှာ less than ဒီအမတို့40အောက်ကနေစပြီးတော့သုံးကျင်တာဒါဆိုရင်သိကြတယ်40အောက်သမားတွေဆိုရင်ကြတယ်သူတွေပဲအဲ့တော့မှအကြသမားတွေကိုသိကျင်တာမို့လို့40လို့ရိုက်လိုက်တယ်ဒါဆိုရင်သိကြတယ်40အထိကတော့သူအယောင်မချဲ့ပေးသေးဘူး39ကနေစပြီးတော့မှအယောင်ချဲ့ပေးမှာဘာလို့လဲဆိုတော့ less than လို့ပဲသုံးထားတာမို့လို့ရမယ်နော်အယောင်လေးလည်းရွေးလို့ရတယ်အဲ့တော့မရွေးတော့ဘူးအနီရောင်လေးပဲသုံးမယ်โอเคနှိပ်လိုက်ဒါဆိုရင်သိကြတယ်အခုအယောင်ချဲ့ထားသမျှကြောင်းသားတိုင်းဒီကြတဲ့သူတွေလို့တောင်မှအမတို့သတ်မှတ်လို့ရတယ်ဘာလို့ဆိုတော့40အောက်ဆိုရင်မတို့အပြင်မှာဆိုရင်လည်းဒါကျသွားပြီပေါ့ရမယ်နော်ဟုတ်ပြီ
ဒါဆိုရင်အမတို့ပြန်ဖြုတ်ခြင်းနဲ့ဆိုရင်နော် clear select cell လေးကိုရွေးလိုက်ရင်ရပြီရမယ်နော်အဲ့တော့ less than greater than between equal သုံးလို့ရပါတယ်အဲ့တော့မှ test ကိုတော့ပြီးမှတီးတန့်လေးပြောပြမယ်နော်အဲ့တော့ဒါလေးတွေကပုံစံတူတွေပဲမို့လို့မပြောသွားတော့ဘူးပေါ့အတူတူပဲနော်ဒီပုံစံတွေပဲအမ between ဆိုလို့ရှိရင်လည်းအဲ့လိုပေါ့ကိုကဘယ်လောက်ကနေသုံးချင်တာလဲဥပမာ50ကနေပြီးတော့မှ80အတွင်းပေါ့ဒါဆိုရင်50ကနေ80အတွင်းကိုသူအရောင်ချဲပေးမယ်ရမယ်နော်50ကနေ80အတွင်းကိုသူအရောင်ချဲပေးမယ်အဲ့တော့ equal เนาะဒါလေးကိုခဏဖြုတ်လိုက်ပါမယ်အဲ့တော့ equal ကကြတော့ကိုကဘယ်လောက်သုံးချင်တာလဲဥပမာ80ပါရင်သူအရောင်ချဲပေးမယ်မပါရင်မချဲပေးဘူးเนาะဒါဆိုရင်နှိမ့်လိုက်တယ်အဲ့တော့80တမမပါဘူးပဲဒါဆိုလို့ရှိရင်သိကြတယ်เนาะအဲ့ဆိုရင်အမကထားပါတော့60လို့သုံးကြည့်မယ်เนาะ60တမပါလားဒါဆိုရင်60တမပါတယ်အဲ့အတွက်ကြောင့်သူဒီ60တမကိုအရောင်ချဲသားမှုပြပေးရပေါ့ဒါဆိုရင်တော့ရမယ်ထင်တယ်เนาะအဲ့တော့ test လေးခဏကြော်ခဲ့မယ်ပြီးမှအဲ့အတွက်ကိုတည်တံ့ပြောပေးမယ်เนาะဟုတ်ပြီအဲ့တော့နောက်တစ်ခုဒီ top bottom အဲ့တော့ top bottom ကကြတော့မတို့ top bottom ကကြတော့ဒီမှာတော့မပြောထားပေးဘူးအဲ့ဒါလေးကိုတည်တံ့ပြောထားပေးမယ်เนาะသူကပုံစံအတူတူပဲမို့လို့အဲ့တော့ top bottom ကကြတော့ဥပမာအမတို့ကကိန်းကနန်းနေပေါ့အခုထားပါတော့မြန်မာစာဘာသာရပ်ကိုပဲဦးစားပေးပြီးပြောလိုက်မယ်ကျောင်းသား12ယောက်ထဲမှာเนาะကျောင်းသား12ယောက်ရှိတယ်အဲ့တဲမှာမှထားပါတော့အမှတ်အများဆုံးဘယ်နှယောက်ပါလဲမြန်မာစာဆိုတဲ့ဘာသာရပ်မှာအမှတ်အများဆုံးဘယ်နှယောက်ပါလဲဆိုတော့သိကျင်တယ်မတို့အပြင်ဒီမှာဆိုရင်လည်းပဲထားပါတော့ဟိုဒီအားလုံးစာမေးပွဲပေါ့နော်စာမေးပွဲအားလုံးပြီးသွားပြီဆိုရင်အရင်တော့က10တန်းနေပါရောဆိုရင်ဟိုဒီမြန်မာတနိုင်ငံလုံးမှာဘယ်နှယောက်ပေါ့နော် top 10 ဝင်နေtop 5 ဝင်နေ top 3 ဝင်နေအဲ့သဘောမျိုးပေါ့နော်အဲ့တော့အခုလေးပဲဒီဘာသာရပ်တစ်ခုမှာကျောင်းသား12ယောက်ထဲမှာဘယ်သူဒီဘယ်နှစ်ယောက်ဒီအမှတ်အများဆုံးလဲဆိုတာကိုအမတို့သိချင်တယ်နော်ဥပမာကိုဒီဈေးရောင်းလိုက်တယ်ရောင်းလိုက်တဲ့အခါမှာ store တွေကအများကြီးပဲပေါ့နော်အဲ့တော့ store တွေအများကြီးတွေရပြီးတော့မှဟိုဘယ်ဟာဒီအများဆုံးလဲပေါ့ဥပမာဆိုရင်ထားပါတော့အမတို့ဒီမှာ Pepsi ကနေပြီးတော့မှနော်ဒီ juice အထိရှိတဲ့ရန်ကုန်အနေနဲ့ပြောမယ်အဲ့ဆိုရင်ဒီမှာဆိုရင်ဘယ် juice ကိုဘယ်အေးကိုနော်ရန်ကုန်မှာအများဆုံးလဲအများဆုံး3ခုကိုဖော်ပြပေးပါအများဆုံး2ခုကိုဖော်ပြပေးပါအဲ့သဘောမျိုးပေါ့နော်အဲ့တော့လောလောဆယ်ဒါလေးနဲ့လည်းဆန်းပြမယ်အဲ့ဆိုရင်မတို့ဒါကို select မှတ်လိုက်တယ်ပေါ့နော်မှတ်ပြီးတော့ရင်အမတို့ဒီမှာ top bottom ကိုသွားပြီးတော့မှအမတို့ top 10နေပဲသုံးလိုက်မယ် top 10ကိုသုံးလိုက် top 10ကိုသုံးပြီးသွားလို့ရှိရင်ဒီမှာကိုဒီ2ခုပဲတည်ကျင်တယ်အများဆုံး2ခုပဲတည်မယ်အများဆုံး3ခုပဲတည်မယ်ဒါဆိုရင်ဒီမှာကနန်းတန်မိုးလေးကိုပြောင်းလိုက်ပေါ့ပြီးရင်ဒီကနေပြီးတော့မှအယောင်တွေပါရွေးလို့ရတယ်โอเคနေလိုက်ဒါဆိုရင်အခုမှအယောင်ချဲထားတဲ့3ခုဒီအများဆုံးရောင်းရတယ်ပေါ့အဲ့လိုပြောလို့ရတယ်နော်အဲ့တော့အခုလဲအဲ့လိုပဲဒီမြန်မာစာဘာသာရပ်နဲ့ပြောမယ်ဆိုရင်ရွေးလိုက်တယ်ဒါဆိုရင်ကျောင်းသား12ယောက်ဒီမြန်မာစာဘာသာရပ်မှာဘယ်နှစ်ယောက်ဒီအများဆုံး3ယောက်ကိုပြပေးပါအများဆုံး5ယောက်ကိုပြပေးပါအဲ့လိုမျိုးပေါ့ဒါပေမဲ့အမှ2ယောက်ပဲပြမယ်နော်အဲ့ဆိုရင် top bottom ရဲ့အပေါ်မှာ top 10 item လေးကိုရွေးမယ်အဲ့တော့ဒီနေရာမှာ2လို့ပြင်မယ်ဒါဆိုရင်အခုဖော်ပြလိုက်တဲ့2ယောက်ဒီအများဆုံးအမှတ်အများဆုံး2ယောက်လို့ပြောလို့ရတယ်ဒါဆိုရင်ရမလားရမယ်နော်ဟုတ်ပြီအဲ့တော့ဒါလေးခဏဖြုတ်လိုက်မယ်ဒါဆိုရင်သဘောတရားလေးရမလားရမယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုလေးသွားမယ်ဒါလေးနဲ့ပဲဆန်းလိုက်တော့မယ်အကုန်မရွေးတော့ဘူးနော်မျက်စိရှုပ်ပြီးတော့နောက်သွားမှာဆိုလို့အဲ့တော့ data bar ပေါ့အဲ့တော့ data bar လေးရကြတော့သူကတန်ဖိုးတွေကိုတဲ့ data bar နဲ့ပြခြင်းနဲ့ဆိုရင်သုံးလို့ရတယ်အဲ့တော့သူကဘယ်လိုပုံစံလေးပြမလဲကြည့်ရအောင်အဲ့တော့ data bar လေးတွေကိုသွားမယ်ဒီမှာအယောင်လေးတွေရှိတယ်အပြာရောင်အစိမ်းရောင်ဒီမှာ mouse တင်လိုက်ပေါ့နော် light တင်ရင်းနဲ့သူ့ရဲ့အယောင်ချဲသားမှုကိုတွေ့လိမ့်မယ်ပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့အခုထားပါတော့အမဒီအောက်က solid fade တွေကနေပြီးတော့မှသုံးကြည့်မယ် solid fade ကကြတော့အယောင်ကို तू ကအစိမ်းဆိုရင်အစိမ်းတွေကြီးပဲအဲ့လိုမျိုးပေါ့နော် तू ကလုံးဝအပြည့်လိုပုံစံမျိုးပေါ့ဒီအပေါ်က gradient ကကြတော့ तू ကလေအမတို့ဒီအယောင်လေးကိုဆက်ထားတာပေါ့အမအဖြူလေးနဲ့အစိမ်းလေးနဲ့ဆက်ထားရဲဆိုရင်အယောင်လေးကဒီ line ပြေးလေးလိုမျိုးဖြစ်နေတာပေါ့နော် तू ကတော့အလှဆင်ထားတာမဟုတ်ကြိုက်တာကိုသုံးလို့ရတယ်နော်အဲ့တော့အခုထားပါတော့အမတို့ solid fade တွေကနေအစိမ်းရောင်လေးကိုခဏသုံးလိုက်မယ်ဟုတ်ပြီကြည့်ရအောင်ဘာဖြစ်သွားလဲဆိုတော့လေသူ
तू ကအယောင်ကတော့ခြေသွားပြီးတယ်အဲ့တော့အယောင်ဒီအကုန်လုံးကအတူတူမဟုတ်နေဘူးအတူတူမဟုတ်နေဘူးဆိုတာကအပြည့်ပေါ်လားလို့ပြောရင်အပြည့်မပေါ်အခုအမတို့ဒီမှာဆိုရင်84ဆိုတဲ့ကဏ္ဍတစ်ခုပဲအကွက်အပြည့်ပေါ်တယ်ကျန်တာတွေဒီတဝက်တစ်ပြက်เนาะဒီမှာလုံးဝမတူနေဘူးပေါ့အဲ့တော့ data bar ကကြတော့သူကအခြေအနေတစ်ခုပေါ်မှာပဲသူလည်းအခြေအနေတစ်ခုပေါ်မှာပဲเนาะဥမာအမှတ်တွေဒီဥမာထားပါတော့1ကနေ100ကိုရေးလိုက်တယ်ဆိုရင်အများဆုံး1ကနေ100မှာအများဆုံးကဏ္ဍကဘယ်လောက်လဲ100မလားဒါဆိုရင်အဲ့100မှာပဲအယောင်အပြည့်ချဲသွားလိမ့်မယ်တခြားသောအရာတွေဒီအယောင်လေးတွေကဖြည်းဖြည်းရော့နေတဲ့ပုံစံမျိုးတွေဖြစ်မယ်အဲ့တော့သဘောကတော့ကိန်းကဏ္ဍရဲ့ဒီပမာဏပေါ်မှာမူတည်ပြီးတော့မှအယောင်ကိုသူကသုံးပေးတာပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ဒီမြန်မာစာရဲ့ဒီ column မှာပေါ့เนาะမြန်မာ column မှာ12ကွက်ရှိတယ်အဲ့ဒီထဲမှာမှ84ဆိုတဲ့ကိန်းကဏ္ဍတစ်ခုကအများဆုံးအားလုံးထဲမှာအများဆုံးမို့လို့သူဒီအယောင်ကိုအပြည့်ဖော်ပြပေးတယ်နော်အဲ့မှာထားပါတော့31ဆိုတာကကြတော့အနည်းဆုံးအားလုံးထဲမှာအနည်းဆုံးဖြစ်နေတဲ့အတွက်ကြောင့်သူ့အယောင်ဒီအားလုံးထက်နည်းနေလိမ့်မယ်အဲ့သဘောမျိုးပေါ့ရမလားရမယ်နော်အဲ့တော့ဒီမှာဆိုရင်ထားပါတော့84အောက်နည်းနည်းနည်းတဲ့အမှတ်ကတော့83ဒါဆိုရင်သူဒီမပြည့်တပြည့်လေးပေါ်နေတယ်83အောက်ထက်ရောတာက68သူဆိုရင်လည်းမပြည့်တပြည့်လေးပေါ်နေတယ်ပေါ့ရမယ်နော်သူဆိုရင်လည်းမပြည့်တပြည့်လေးပေါ်နေအဲ့သဘောမျိုးပေါ့ရမလားရမယ်နော်အဲ့တော့ဒါလေးကကြတော့အမတို့ကဘာနဲ့သုံးလိုက်တာလဲ data bar လေးနဲ့ဖော်ပြလိုက်တာပေါ့ဟုတ်ပြီအဲ့ဒါလေးကိုအမတို့ဘာနည်းနဲ့နမူနာပြအောင်မလဲဆိုရင်ဟုတ်ပြီအမဒီကောင်လေးနဲ့ပြအောင်မယ်နော်ဒီမှာအဲ့တော့ကိုယ်ဆန်းတဲ့အခါမှာလည်းကိုယ့်ဘာသာကိုကိန်းကဏ္ဍလေးတွေကိုเนาะချဲထွင်ရရင်ပြီးတော့မှစမ်းပေးပါအဲ့ဒါမှရမယ်เนาะအဲ့တော့ဒီတရားဆိုတာကြတော့အမတွက်ချက်မှုလုပ်ထားတာမို့လို့သူ့ကိုပေါင်းလေးခဏတောင်းလိုက်မယ်เนาะဟုတ်ပြီအဲ့တော့အခုဘာလုပ်ချင်တာလဲဆိုတော့ဒီကောင်လေးကိုအယောင်ဒီကောင်လေးပေါ့100ကိုပဲအယောင်ချင်ပြမယ်เนาะဒီမှာ100ကိုအမ conditional formatting တွေကနေ data bar ကနေရတယ်ဒီတစ်ခါကြိုက်တာကိုတော့เนาะဘာမှမဖြစ်ဘူးရဲ့အကုန်အတူတူပဲသူအယောင်ပုံစံလေးပဲကွဲသွားတာမို့လို့เนาะအဲ့တော့အခုမှဒီကောင်လေးကိုတုံးလိုက်မယ်เนาะတုံးလိုက်တော့ तू ကအခုဒီအစိမ်းရောင်လေး तू ကဒီမှာခြေထားတယ်ဒါအမအစိမ်းရောင်ရွေးလိုက်တာမို့လို့အစိမ်းရောင်လေး तू ကခြေထားတာပေါ့เนาะအဲ့တော့ဒီအစိမ်းရောင်လေးကကြတော့အခုကသူက plus sign လေ positive sign မို့လို့သူဒီအစိမ်းရောင်ခြေတဲ့တိုင်းလေးကိုသူဖော်ပြပေးတယ်အကယ်၍မထားပါတော့အပြန်ရောင်လေးခြေတယ်ဆိုရင်လည်းအပြန်ရောင်ဆိုရင်အပြန်ရောင်တိုင်းလေးကိုပဲသူကဖော်ပြပေးတယ်အဲ့မှာပြောင်းကြည့်မယ်200နေရာမှာ900ပြောင်းကြည့်မယ်အဲ့တော့ကြည့်လိုက်စဉ်းစားလိုက်ပေါ့နော်300ထဲကနေပြီးတော့မှအပေါ်ကအကွက်300ထဲကနေအောက်ကအကွက်ကိုနှုတ်ထားတာမို့လို့ခုနကတော့300ထဲကနေ200ကိုနှုတ်လို့အများတာထဲကနေနည်းတာကိုနှုတ်တာမို့လို့သူဒီ plus sign ပေါ့နော် positive sign ကိုသူထွက်နေတာအခု300ထဲကနေ900ကိုနှုတ်တဲ့ပုံစံဖြစ်သွားတဲ့အတွက်အောက်မှာ minus negative sign ထွက်သွားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူဒီအယောင်ဒီ auto အနီရောင်ပြောင်းသွားလိမ့်မယ်ရမယ်နော်အဲ့တော့အဲ့ဒါကြောင့်မို့လို့ဒီ conditional formatting ဆိုတာအခြေအနေတစ်ခုပေါ်မှာမူတည်ပြီးတော့မှအဲ့သတ်မှတ်ချက်အတိုင်းလေးကိုသူကပြပေးရဲလို့ပြောတာနော်အဲ့တော့အနီရောင်ကြီးပြောင်းနေလို့ဆိုပြီးတော့ကိုကမဟုတ်ဘူးအယောင်ပြောင်းနေအစိမ်းရောင်ပြောင်းကြည့်မယ်ပြောင်းလားဆိုရင်မပြောင်းဘူးဘာလို့လဲအစိမ်းရောင်ပြောင်းလိုက်တယ်ဒါပေမဲ့မပြောင်းဘူးဘာလို့လဲသူဒီ negative sign ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ rule ကိုသတ်မှတ်ပြီးသား negative sign ပေါ်ပြီးဆိုတာနဲ့ဒီအယောင်လေးပြပေးပါဆိုပြီးတော့မှသူသတ်မှတ်ထားတာအဲ့အတွက်ကြောင့်မို့လို့သူဒီသူပြနေတဲ့ဒီအယောင်ကိုပဲသူပြပေးမှာအဲ့တော့ဟုတ်ပြီအပေါ်က300နေရာမှာ800ပြင်လိုက်မယ်အဲ့တော့800ရန်နေ900ကိုနှုတ်မှာဆိုတော့ကိုတိသွားပြီ positive sign ထွက်မလား negative sign ထွက်မလား positive sign ထွက်တယ်ဖြစ်တဲ့အတွက်အနီရောင်မဟုတ်တော့ဘူးခုနကမတို့ပြောင်းလိုက်တဲ့အစိမ်းရောင်လေးပြန်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ရမလားရမယ်နော်ဟုတ်ပြီအဲ့တော့တေချာလေးစမ်းမရရင်နေနော်အဲ့တော့တို့ကနည်းနည်းလေးပေါ့အိတ်ဈေးကကြတော့ကြဲပြက်နေတယ်မှာပါတယ်ရမယ်နော်အဲ့တော့ဒါဆိုရင်လည်းရတယ်နော်သုံးလို့ရတယ်အဲ့တော့နောက်ထပ် color scale ပေါ့နော်ဒီကောင်လေးနဲ့စမ်းလိုက်မယ်အဲ့တော့ English ကအမှတ်တွေကိုရွေးမယ်အဲ့တော့အမှတ်တွေကိုရွေးမယ်ပြီးရင် conditional formatting မှာ color scale ပေါ့နော်အဲ့တော့ color scale ကနေပြီးတော့လည်းအရောင်တွေကဒီမှာသုံးလို့ရတယ်အဲ့ဒါတွေကလည်းအရောင်တွေသတ်မှတ်လို့ရပါတယ်
ဒီမှာ more တွေကိုသွားပြီးတော့လေနော် color scale မှာဒါကတော့သူပေးထားတဲ့အကြောင်းတွေပေါ့ပြီး more တွေကိုသွားပြီးတော့မှကိုယ့်ကိုအကြောင်းတွေသတ်မှတ်လို့ရတယ်နော်အဲ့တော့ဘယ်လိုတွေသတ်မှတ်လို့ရလဲဥမာ2 color ဒီမှာ format ကိုသွားကြည့်လိုက်နော်2 color သုံးမလား3 color သုံးမလားပေါ့နော်သုံးလို့ရတယ်ရမယ်နော်အဲ့တော့ဒီမှာဆိုရင် color ကြိုက်တာကိုရွေးဒါတွေလည်းပဲရွေးလို့ရတယ်အဲ့တော့ तू ကအောက်မှာနမူနာပြပေးမယ်ဥပမာကိုကဒီအပြာလေးနဲ့အပြာလေးနဲ့ဒီအဝါလေးနဲ့ဆက်မယ်ဆိုရင်ဒီအောက်မှာဒီလိုလေးပြပေးမယ်ဒါဆိုရင်အဲ့လိုမျိုးလေးတွေ तू ကပေါ်မယ်ပေါ့ရမယ်နော်အဲ့လိုတွေသုံးလို့ရတယ်အဲ့တော့ဒါဆိုရင်အဲ့တော့နော်အမတို့ဒီမှာဒါဆိုရင် color scale နော်အဲ့တော့ color scale ဒီအခုပြောသလိုပေါ့နော်ဒီဥစ္စာတွေကိုရွေးတယ်ဖြေးပြီးသွားရင်အမတို့ color scale တွေကိုသွားပြီးတော့မှအရောင်တွေကိုသုံးလို့ရတယ်ရမယ်နော်ဟုတ်ပြီအဲ့တော့ပြီး icon set ပေါ့ icon set ကကြတော့သူကဒီမှာအများကြီးပဲရှိရယ်နော် arrow လေးတွေနဲ့သင်္ကေတ sign လေးတွေပေါ့နော်သင်္ကေတ sign လေးတွေရှိရယ်ဒီမှာဆိုရင်အလုံးလေးတွေနဲ့သုံးလို့ရတယ်အဲ့တော့ဥပမာထားပါတော့အမဒီကောင်လေးနဲ့သုံးပြလိုက်မယ်နော်ခဏအရင်များနေတော့မမြင်ရမှာဆိုလို့အဲ့တော့ဒီကောင်လေးကိုရွေးပြီးတော့မှ conditional formatting တွေကိုသွားမယ် icon set ကိုသွားမယ်သွားပြီးရင်ဥပမာကိုကဒီအမှန်ချစ်အမှားချစ်ပုံစံတွေကိုသုံးကျင်နေဆိုရင်ရွေးလိုက်တယ်ဆိုလို့ရှိရင်သူကဒီလိုမျိုးလေးတွေတက်သွားတယ်အဲ့ဒါတွေကိုလည်းကိုယ့်ရဲ့စိတ်ကြိုက်သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကစိတ်ကြိုက်သတ်မှတ်ချင်တယ်ဆိုရင်တော့ more တွေကိုသွား more တွေကိုသွားလိုက်သွားပြီးသွားရင်အမတို့ icon style မှာကိုလိုချင်တဲ့အရာတွေကိုရွေးလို့ရတယ်။ဥပမာအမားချစ်ဒီလိုအမှန်ချစ်ပုံစံမျိုးတွေပေါ့နော်။ဒါကတော့ကိုကြိုက်တာကိုရွေးပေါ့။နော်။ရွေးပြီးသွားလို့ရှိရင်အမတို့တန်ဖိုးတွေသတ်မှတ်လို့ရတယ်။ဥပမာဘလောက်အထက်အမ80အထက်ဘလောက်အောက်အဲ့လိုမျိုးတွေကိုကသုံးလို့ရတယ်ပေါ့။နော်။အဲ့တော့အကဲကိုဒီဘလောက်အထက်ဆိုလို့ရှိရင်ဘယ်လို sign ကိုပြချင်တာလဲ။နော်ဘယ်လောက်ထက်ဆိုရင်ဘယ်လို sign ကိုပြချင်တာလဲဥပမာမတို့အမှန်ချစ်ဒီလိုပုံစံမျိုးလေးပြမယ်သုံးလို့ရတယ်အမှားချစ်ဆိုလို့ရှိရင်နော်ဘယ်လိုလဲသုံးလို့ရတယ်โอเคနှိပ်ကြည့်လိုက်အဲ့တော့ဒီမှာဆိုရင်ကြည့်လိုက်မတို့80အထက်သမားတွေပေါ့နော်80အဲ့လိုမျိုးကဏ္ဍတွေပါတွေဆိုလို့ရှိရင်တော့ဒီမှာအမှန်ချစ်လေးတွေပေါ်သွားတယ်အဲ့တော့40အောက်ပေါ့နော်အဲ့ဒါကြီးဆိုလို့ရှိရင်ဒီမှာအနီရောင်အမှားချစ်လေးပေါ်သွားတယ်ဒါတွေကလည်းအမတို့ကကိုယ့်ရဲ့စိတ်ကြိုက်သတ်မှတ်လို့ရတယ်နော်အဲ့တော့ပြောရရင်တော့မတို့ကဒီဟာတွေကကြတော့လေခုနအရှိတွေမှာပြောခဲ့တယ်လို့ပေါ့နော်အဲ့ကျဲဒီအဓိကစင်းစရာတစ်ချက်တွေအပိုင်းကိုဦးစားပြီးတော့မှသုံးတာဖြစ်တဲ့အတွက်ဒီလိုသင်္ကေတ sign တွေကကြတော့ဒါကတော့အလုပ်ပေါ်မူတည်ပြီးတော့မှလိုအပ်ရင်တော့လိုအပ်တယ်လို့သုံးလို့ရတယ်ဒါပေမဲ့အရန်ကြီးတော့အရန်ပြင်ဆင်ခြေတာပြီးတော့မှပေါ့နော်သုံးရတဲ့တဲမှာတော့မပါဘူးပေါ့နော်ဒီကောင်လေးကတော့အဲ့တော့အပေါ်ရန်နေပြီးတော့မှပဲကိုသုံးခြင်းရင်သုံးလို့ရတယ်ပေါ့ရမယ်နော်အဲ့လိုလေးရှိတယ်ဒါဆိုရင်ဒါလေးရမလားရမယ်နော်ဟုတ်ပြီအဲ့တော့စမ်းကြည့်ပါမရလို့ရှိရင်မေးမယ်နော်အဲ့တော့ကိုတခုခုပြန်ရှင်းချင်တယ်ဆိုရင် clear row ကနေကိုရွေးထားတဲ့ဒီမှာ clear row select cell ဆိုတဲ့အရာကိုရွေးလို့ရတယ်ရမယ်နော်အဲ့တော့အမတို့ခုနကတော့စာသားလေးနဲ့ပတ်သက်ပြီးတော့မှကြံသေးတယ်အဲ့တော့အခုထားပါတော့ test အနေနဲ့ကိုကဘာလို့ဆိုရင်အယောင်ချဲမှာလဲသုံးလို့ရတယ်ဥပမာမတို့ဒီမှာဆိုရင် pass field column မှာရှိနေတဲ့နော် pass field column မှာမတို့2မျိုးပဲရှိမယ် pass နဲ့ field နဲ့စာသား2မျိုးပဲရှိမှာအဲ့ဒီကနေကိုက pass ဆိုတဲ့အရာတွေအယောင်ချဲခြင်းတယ်ပေါ့နော်ဒါဆိုရင်မတို့ဒီ column ကအရာတွေကိုရွေးလိုက်မယ်ပြီးရင် conditional formatting နဲ့မှာ highlight cell ကနေပြီးတော့မှစာသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ text လေးတွေကိုသွားလိုက်ဘာကိုသုံးပါလဲ pass ကိုသုံးမယ်ဆိုရင် pass လို့ရိုက်ပေါ့ပြီးရင်မတို့ဒီကနေပြီးတော့မှကိုလိုချင်တဲ့အရာကိုရွေးဖို့ key ပဲဒါဆိုရင်အခုအယောင်ချဲထားတဲ့3ခုဒီအဲ့ဒါ pass ဆိုတဲ့စာသားတွေကိုသူကသုံးလိုက်တာပဲရမယ်နော်အခုဒီမှာဆိုရင်3မျိုးရှိတယ်เนาะ apple ရယ် juice ရယ် water ရယ်အဲ့တော့ဒီတွေကနေပြီးတော့မှမတို့ကဘာသုံးကျင်လဲမစသားဖြစ်တဲ့အတွက် test ပေါ့အဲ့တော့အခုထားပါတော့မတို့ juice လေးကိုအရောင်ချဲခြင်းနဲ့ဒါဆိုရင်မတို့ကစသားဆိုရင်အဲ့လိုသုံးပြီးလို့ရတယ်ဟုတ်ပြီဒါဆိုရင်ရမလား
ရမယ်နော်ဟုတ်ပြီအဲ့တော့ဒါဒီ conditional formatting လေးပါအဲ့တော့ဒီမှာလဲ summary လေးပြောပြထားတယ်နော်အဲ့တော့သူ့ကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့ဒီဆဲကွက်ထဲမှာရှိနေတဲ့တန်ဖိုးတွေကိုအခြေအနေအလိုက်အမတို့ဒီအယောင်ချဲသားမှုလေးနဲ့ format လေးပြောင်းလို့ရတယ်အဲ့တော့ highlight cell ဒီတန်ဖိုးတွေကိုအယောင်နဲ့နော်သူကတော့ရိုးရိုးပေါ့အယောင်နဲ့ခွဲခြားပြီးတော့မှပြသပေးတယ် data ဘာကျတော့ခုနကပြောသလိုပဲအတိုးအလျှော့ပုံစံမျိုးနဲ့ဘာပေါ့နော်သူကကျတော့ဘာပုံစံနဲ့ပြသပေးတယ် icon set ဒီ icon ပုံစံလေးတွေနဲ့ခုနကတော့ပြခဲ့တယ်လို့မျိုးပဲသတ်မှတ်ပြီးတော့မှနော်ကိုလိုချင်တဲ့တန်ဖိုးအတိုင်းသတ်မှတ်ပြီးတော့မှပြသပေးလို့ရတယ် color scale တွေကလည်းအယောင်ပဲ color scale ကကျတော့မတို့ highlight နဲ့ပုံစံအတူတူပဲရမလားရမယ်နော်ဟုတ်ပြီဒါဆိုရင်မတို့ဒီ highlight conditional formatting လေးကိုပြန်ကြည့်ပါမရလို့ရှိရင်မေးမယ်နော်အဲ့တော့နောက်ထပ်သင်ခန်းစာတစ်ခုလေးဆက်သွားလိုက်မယ်ဟုတ်ပြီဒီကောင်လေးလုပ်မယ်နော်အမဒါလေးလုပ်ပေးထားတယ်ဒါလေးကိုရိုက်ပါလက်ကနေပြီးတော့ပဲရိုက်မယ်နော်ရိုးရိုးရိုက်ရုံပဲဘာမှလုပ်စရာမလိုဘူးပြီးသွားရင်အောက်ကအရာလေးကိုသုံးကြည့်ပါ greater than 85 mat 85အထက်သမားတွေအယောင်ချဲပေးပါအယောင်တစ်မျိုးသုံးပေါ့နော်အယောင်ကြိုက်တဲ့ဟာကိုသုံး less than 40အောက်နေတဲ့ကဏ္ဍလေးကိုအယောင်ချဲသားမှုပြပေးပါနော်အဲ့ဒါလေးကလည်းအယောင်တစ်မျိုးသုံးအယောင်2နေရင်ဘာလို့လုပ်ထားမှမသိဘူးဖြစ်မယ် top 3 student အဲ့တော့ top 3 student ကကြတော့မတို့ဘာနဲ့လုပ်ပေးရမှာလဲဆိုတော့ total နဲ့နော် total စုစုပေါင်းထားတဲ့အမှတ်နဲ့လုပ်ပေးပါဘာလို့လဲဆိုတော့အပြင်နေမှာဆိုရင်လေအမတို့သူဒီ top 3 ဝင်နေတို့နော် top 5 ဝင်နေတို့ဆိုတာဘာနဲ့ပေါင်းလိုက်တာလဲရခဲ့လိုက်တဲ့6ဘာသာစလုံးရဲ့အမှတ်ကိုပေါင်းလိုက်တော့မှသူ့ရဲ့စုစုပေါင်းအမှတ်ရမှာလေနော်အဲ့ဒီအမှတ်ကိုကြည့်ပြီးတော့မှဘယ်လောက်အမှတ်ရတယ်ဆိုတော့အဲ့အမှတ်ကြီးကိုကြည့်ပြီးတော့မှသူဒီ top 3 ဝင်နေတို့ top 2 ဝင်နေလို့ top 1လို့ဆိုတာဖြစ်လာတာအဲ့တော့ကြောင့်မတို့ဘာကိုသုံးပေးရမှာလဲ total နော် total column မှာရှိနေတဲ့တဲကနေအများဆုံးအမှတ်3ယောက်ကိုပြပေးပါတဲ့ပြီးရင်အမတို့ pass fail column မှာရှိနေတဲ့ pass သမားတွေကိုပဲအယောင်ချဲသားမှုပြပေးပါအဲ့တော့ဒါလေးလုပ်ကြည့်ပါပြီးတော့လို့ရှိရင်ဒါလေးကိုပြပေးပါနော်ကိုလှုပ်ထားတဲ့အရာကိုပြပေးအဲ့ဒါမှနားလေလားနားမလဲလားเนาะအဲ့ဒါလေးကိုကြည့်ပြီးလို့ရမှာเนาะ